ခင်ဗျားတို့ပြောတဲ့ night out ဆိုတဲ့ဟာလေးသွားဖို့ရှိတယ်သိလားဆိုတော့ဟိုရေးကြီးခွင်ကြော်တော့မဟုတ်ဘူးနည်းနည်းအေးမအေးမှာပေါ့နော်အဲ့နေရာတွေကအဲ့တော့ night out ဆိုတာလေးသွားဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီကရောင်းတဲ့နေရာတွေတခုတုံးသွားဖို့ 9 PM ကကြတော့အရင်ရိုးလို့နေပြီဒါပေမဲ့လည်းသူက King of Night Club Masterpiece ပဲတုံးလို့တော်ကောင်းတယ် night out တော့ကိုတော်ကောင်းတယ်ဒါပေမဲ့နည်းနည်းရိုးနေပြီပေါ့နော်9 AM dive ကြတော့လေအရင် fresh ဖြစ်လို့နေဆိုဒါတွေကတော့ဆိုင်မှာရောင်းနေပေါ့နော်9 PM rebel ကြတော့လေဒါလည်း fresh ဖြစ်တာပဲအရင်တိတ်မကြိုက်သေးဘူးနော်9 PM Alessa ဒါလည်းခင်ဗျားတိတ်မကြိုက်သေးဘူးဆိုလို့ရှိရင်အခုနောက်ဆုံးထွက်တဲ့9 PM night out အဲ့တော့ခင်ဗျားတို့ဒီ9 PM night out ကဘယ်လိုလေးလဲဆိုတော့ပြောပြဖို့အတွက်ကိုကျွန်တော်ဒီနေ့ဒါလေးဆိုပြီးတွားကြည့်မယ်သူကတော့ပြော spray မိုင်းနော်ထုံးစံတိုင်းပေါ့နော် 9 PM Afnani serious spray တိုင်းမှာတော်တော်လေးကောင်းတယ်Tonka bean vibe ကိုအပြည့်ပေးတယ်ကျွန်တော်က Tonka bean ရဲ့ fan တော့မဟုတ်ဘူးဒါပေမဲ့ acceptable လုံးဝလက်ခံတယ် Irish fan တယောက်အနေနဲ့ Tonka bean ကိုညှင်းလို့ရမှာမဟုတ်ဘူးနောက်ထပ်အချိန်ကြီးကြာမှပဲအသေးသေးပြောလို့ရမယ်အဲ့တော့ဒီ9 PM series အားလုံးကျွန်တော်တို့ဒီမှာဒီကနေရတယ်တချို့ကတော့ plane ကြီးတွေပါရတယ်ဘယ်ဟာတိတိကျကျကျွန်တော်မသိဘူးသိတဲ့ကလေးတွေကိုကျွန်တော်တို့ Viber Telegram တွေဖုန်းဆက်ပြီးမေးကြည့်ပါ night out ရဲ့ vibe က plane bottle design ကိုပေးခြင်းတဲ့ message ကိုတော်တော်လေးကောင်းတယ်တကယ်ကောင်းတယ်ဆိုတော့အခုထိတော့ကောင်းတယ်ဗျာနောက်ဘယ်လောက်ကြာရင်ဘာဖြစ်မလဲတော့ကျွန်တော်မသိဘူးစမ်းကျင်တဲ့လူတွေ10ယောက်မကလာမေးတယ်ကျွန်တော်လာမေးတယ် personally ဆိုတော့ဒါလေးရောက်ပြီးစမ်းကျင်တယ်ဆိုရင်ဆိုင်မှာလာဆန်းလို့ရတယ်ဆန်းပြီးတော့အခုလောလောဆယ်ဝယ်ရင်တော့ဈေးနည်းနည်းများလိမ့်မယ်သတိထားတော့ကျွန်တော်တို့ကိုယ်တိုင်လည်းအရင်ကြီးကိုစမ်းကျင်လို့ဈေးနည်းနည်းပို့ပေးပြီးဝယ်ရတယ်ဒါပေမဲ့လည်းတစ်ခါတလေကြတော့အရာရာတိုင်းအောင်ပတ်စံမဟုတ်ဘူးဗျသိလားဒီအချိန်မှာအစ်စ်ထွက်တယ်နော်ကျွန်တော်အဖနန်ကိုနိုင်ကကျွန်တော်တို့အဖနန်နဲ့တရက်အလုပ်လုပ်နေတဲ့သူတွေပါဒါပေမဲ့အဖနန်ကိုနိုင်ကကျွန်တော်ဒီဟာကို sample ပို့ဖို့ကြံ့ကြာနေတဲ့အချိန်မှာကျွန်တော်ရတဲ့နေရာရတယ်လို့ယူပြီးကျွန်တော်ကိုယ်တိုင်လည်းစမ်းတယ်လို့ကျွန်တော်အားပေးတဲ့မိတ်ဆွေတို့ကိုလည်းစမ်းလို့ရအောင်ကျွန်တော်စီစဉ်ထားပေးတယ်အရန်စိတ်မလောပါနဲ့ကျွန်တော်တို့ဒီမှာမဝယ်ဘဲနဲ့လာဆန်းလို့ရတယ်အရန်ကြိုက်လို့နော်ဝယ်ခြင်းတစ်ပါးဆိုလဲဒီကန်လေးတွေဝယ်ပြီးအားပေးလို့ရတယ်ဒီ 9 PM series တွေ 9 AM dive တွေ 9 PM Alessa တွေစသဖြင့်အများကြီးဒီကြားထဲမှာရောက်ထားတွေရှိတယ်ကျွန်တော်ကိုယ်တိုင်မှတ်မိမနေဘူးဆိုတော့အဓိကတော့ 9 PM dive လာပြီးဆန်းလို့ရပါပြီတကယ် night out နဲ့sorry 9 PM night out တကယ် night out နဲ့တကယ် live ဖက်တဲ့ရေမွေးလားဆိုတော့ကျွန်တော်ပြောတာကြီးပဲမယုံပါနဲ့အဲ့ဒါလိုပဲတခြားလူတွေပြောနေတာကြီးပဲမယုံပါနဲ့ခင်ဗျားကိုယ်တိုင်လာဆန်းမှာကျွန်တော်တို့ဒီနေ့ night out အတွက်ဒါဒီနံပါတ်နဲ့လိုက်တဲ့9 PM night out လေးဆွတ်သွားလိုက်တော့နော်